โอเคအားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့တူတာပါ artist နေကတော့တူတယ်တူတာပါအဓိကတော့ကျွန်တော်က multi visual artist တယောက်ပါဟုတ်ဒီမြန်မာ creative technology college မှာဆိုရင်ကျွန်တော်က level 3 foundation class ပြီးသွားခဲ့ပြီเนาะအခုကတော့ကျွန်တော် level 4 HND level 4 HND စစ်မှာကျွန်တော်ဆက်ပြီးတော့တက်ရောက်နေပါတယ်ဗျဟုတ်MCTC မှာကျွန်တော် art design course ကိုဘာကြောင့်ရွေးချယ်ပေးခဲ့လဲဆိုတော့ကျွန်တော်ကဒီ art နဲ့ပတ်သက်တဲ့ဟာကောပြီးတော့ design နဲ့ပတ်သက်တဲ့ဟာမှာအောင်ကျွန်တော်လုပ်ချင်တာရှိပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်စစချင်းကတော့ဒီဟာကို course အနေနဲ့ဒီနိုင်ငံမှာအဲ့လိုမျိုး college တစ်ခုရှိရလို့ကျွန်တော်မသိထားခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ကကျွန်တော်ဘယ်လိုမျိုး website link တစ်ခုပို့ပေါ့နော်အင်အားလေးကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့စစချင်းကတော့အဲ့လို sporting မရှိဘူးဆိုပေမဲ့လည်းအဲ့လိုမျိုးနောက်ပိုင်းတော့ဒါရွေးလုပ်နေရဖြစ်တဲ့ဆိုတော့သူတို့လည်းဟိုဒါနဲ့ပတ်သက်ပြီးတော့ teacher လေးအဲ့လို college တစ်ခုတက်ဖို့အတွက်အဲ့လိုအကြံဉာဏ်ပေးခဲ့ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဦးလေးကကျွန်တော် website link တစ်ခုပို့ပေးခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ဒီမြန်မာ creative technology college ရဲ့ website ပေါ့အဲ့ကနေပြီးတော့မှကျွန်တော်လေ့လာအဲ့အကြောင်းကိုလေ့လာပြီးတော့ကျွန်တော်ဒီ physically အကြောင်းမှာလာပြီးတော့စုံစမ်းဖြစ်ခဲ့တယ်ပေါ့အဲ့ကနေပြီးတော့မှဒီ level 3စပြီးတော့ art design ကိုစပြီးတော့တက်ရောက်ဖြစ်ခဲ့တယ်ပေါ့နော်ဟုတ်ဒီ level 3 MCTC က level 3 and design course တွေမှာကသူကA1 ရယ် A2 ရယ် A3 ရယ်ဆိုပြီးတော့၃မျိုးရှိပေါ့နော် A1 ကကျတော့ကျွန်တော်တို့ scale development ကိုကျွန်တော်တို့သင်ရတယ်ပေါ့နော် A2 ကကျတော့ကျွန်တော်တို့client တွေရဲ့ client တွေစီရပဲဖြစ် assignment တွေရပဲဖြစ်လာတဲ့ brief တွေကိုကျွန်တော်တို့က professionally ဘယ်လိုမျိုး response လုပ်မယ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့သင်ရပါတယ်ပြီးတော့ A3 ကကျတော့ကျွန်တော်တို့အရှိက scale development ရယ်ပြီးတော့အဲ့လိုမျိုးresponse လုပ်တဲ့ brief တွေ response လုပ်တဲ့ဟာနှစ်ခုပေါင်းပြီးတော့ကျွန်တော် group project အနေနဲ့ကျွန်တော်တို့လုပ်ရတဲ့အပိုင်းကိုသင်ခဲ့ရပါတယ်ဟုတ်အဓိကတော့ဒီ A1 A2 A3 မှာဆိုရင်ကျွန်တော်ကဒီအကြောင်းပေါ်စပြီးတော့တက်တဲ့ခါမှာကျွန်တော်ဒီဟာဖြစ်တဲ့အခက်အခဲအကြောင်းကျွန်တော်ကtraditional အပိုင်းရလာပေါ့နော် traditional ကကြောင့်ကျွန်တော် canvas တွေ acrylic တွေပိုင်းမှာဆွဲတဲ့အပိုင်းရလာဆိုတော့ကျွန်တော်ကဒီဘက် digital နဲ့ပတ်သက်တဲ့ knowledge တွေ tool တွေကိုဘယ်လိုသုံးရမလဲဆိုတဲ့ knowledge တွေမရှိတဲ့အတွက်ကြောင့်တော်တော်အခက်အခဲဖြစ်ခဲ့ပေါ့နော်အဲ့ဒါကိုကြောင့်ကျွန်တော်ကကျောင်းရောက်တဲ့ခါမှာစပြီးလုပ်တဲ့အတွက်ကြောင့်ကျွန်တော်ဗမာသင်ရလဲဆိုတော့ A1 skill development အပိုင်းမှာဆိုရင်အဲ့ဒီ digital နဲ့ပတ်သက်တဲ့ digital drawing နဲ့ပတ်သက်တဲ့ tool တွေပြီးတော့အဲ့ဒါတွေကိုကျွန်တော်ဘယ်လိုမျိုးသုံးရမလဲဆိုတဲ့အပိုင်းတွေလည်းသင်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်ကိုပို့ပြီးတော့ကျွန်တော်ရဲ့ skill ရော mindset ကိုပြောင်းလဲစေခဲ့ကော course ကကျတော့ A2 response to the brief ပေါ့နော်အဲ response လုပ်ရတဲ့အပိုင်းမှာကျွန်တော်ဒီ career life မှာလေ development ဖြစ်စေတဲ့အပိုင်းနဲ့မှာတော့ပါတယ်ပေါ့နော်အဲ့ဒါကကျတော့အပြင် project တွေလုပ်တဲ့ခါမှာလေအဲ့လို client တွေစီကလာတဲ့ brief ကိုဒီလိုမျိုးဘယ်လိုမျိုး response လုပ်ရမယ်ဆိုတဲ့ဟာမျိုးဒီ A2 မှာကျွန်တော်သင်ခဲ့ရပါတော့အဓိကတော့ A2 ကကျွန်တော်ကိုပို့ပြီးတော့ဒီ career ပို့ပြီးတော့တဆင့်ရောက်စီခဲ့တဲ့course တွေမှာပါတယ်ပေါ့နော်သူကအပြင် project တွေအစီအလာတဲ့ brief တွေရောဒီ assignment တွေကလာ brief တွေရောဘယ်လိုမျိုး professionally ကြာ response လုပ်ရမယ်ဆိုတဲ့အပိုင်းကိုသင်ပေးခဲ့တာပေါ့နော်ဟုတ်အဲ့ဒါကကျတော့ကျွန်တော်အဲ့လိုမျိုး skill development ဖြစ်စေတဲ့course တွေမှာပါခဲ့ပေါ့နော်နောက်တစ်ခုကကျတော့ school activity ပေါ့နော် school activity တွေကဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ဒီ level 3 A1 A2 A3 3ခုပြီးသွားတဲ့အခါမှာကျွန်တော်တို့ကOGT ဆိုရဲon job training ကိုကျောင်းမှာရှိရပေါ့နော်အဲ့ဒီ on job training မှာဆိုတော့ကျွန်တော်တို့ကgroup like project တွေလုပ်ရတဲ့ဟာရှိတယ်ပြီးတော့တကယ်လုပ်ငန်းခွင်တွေရောက်တဲ့ခါမှာလည်းဘယ်လိုမျိုး project တွေကိုကိုက handle လုပ်ရမယ်ဆိုတဲ့အပိုင်းတွေကိုသင်ပေးရပေါ့နော်အဲ့ပြီးတော့တကယ် project တွေတဲ့အဲ့လိုလုပ်ရတဲ့အပိုင်းတွေပါပေါ့နော်ပြီးတော့ school activity တွေမှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ school ကအကျောင်းကအဲ့လိုevent တွေလုပ်တဲ့ဟာရှိ event တွေမှာဆိုလဲအကြောင်းရဲ့အဓိက main event ကကျတော့ CTE ကကျတော့ကျွန်တော် creative technology event ပေါ့နော်အဲ့မှာဆိုလဲသူကအဓိကတော့အကြောင်းသားတွေရဲ့ skill တွေပြီးတော့သူတို့ရဲ့ project တွေသူတို့ရဲ့ဟာကိုအဓိက showcase လုပ်ပေးတဲ့ event တခုပေါ့နော်အဲ့ဒါကကျတော့ကျွန်တော်တို့ Junction City မှာနှစ်တိုင်းလုပ်ဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလဲကျွန်တော်တို့ကကျောင်းသားတွေရဲ့ကိုယ့်ရဲ့ award တွေပဲဖြစ် project တွေပဲဖြစ်ကိုလုပ်ချင်တဲ့ဟာတခုခုပဲဖြစ်အဲ့လိုမျိုး
proposal တင်ပြီးတော့အဲ့ project တွေမှာတကယ်လက်တွေ့လုပ်ခိုင်းနေပေါ့နော်အဲ့လိုမျိုးလုပ်ခိုင်းပြီးတော့ကိုလုပ်ချင်တဲ့ဟာကိုလည်းလုပ်ခွင့်ပေးရပေါ့အဲ့လိုမျိုးကိုလုပ်ချင်တဲ့ project ကိုလည်း proposal တင်ပြီးတော့တခြားလေးလုပ်လို့ရပါတယ်ဟုတ်ပြီးတော့နောက်ထပ်တစ်ခုကကျတော့အဲ့လိုမျိုးကျွန်တော်အရှိရပြောခဲ့လို့ပဲចောင်းသားရဲ့ idea တွေအဲ့လို project တွေကိုမျိုးတကယ်အဲ့လိုမျိုး proposal ကိုတခြားတင်ကျွန်တော်ကဒီဘက်ចောင်းဘက်ကလုပ်ပြီးရဖြစ်တော့နောက်ထပ် event တစ်ခုရှိသေးတယ်ចောင်းမှာအဲ့ဒါကကျတော့ကျွန်တော် twice a event ပေါ့နော် twice a event ဆိုတဲ့ကျွန်တော်တို့ဒီဟာကចောင်းသားရဲ့ဇာပဲဖြစ်လာတဲ့ event တစ်ခုចောင်းသားရဲ့ idea တွေပေါင်းပြီးတော့ဒီ proposal တစ်ခုလုပ်တဲ့အခါမှာဒီ event ကဖြစ်လာတာပေါ့နော်အဓိကတော့ twice a event ကကြောင့်ကျွန်တော်တို့ကအယုံနဲ့ act နဲ့ gacha နှစ်ခုပေါင်းတဲ့ဟာမျိုးပေါ့နော်အဲ့ဒါအဓိကကျွန်တော်တို့နဲ့တူအလုပ်ဖြစ်ခဲ့တာကျတော့ကျွန်တော်တို့ဒီ Alibaba ဆိုရဲAlibaba နဲ့ကျွန်တော်အဓိကလုပ်ဖြစ်ခဲ့ပါAlibaba ကကျွန်တော်ဘေးမှာရှိတယ်ကျွန်တော်ဒီအယုတ်တွေအဲ့အယုတ်တွေကိုမှကျွန်တော်တို့ကျောင်းသားတွေကဘာလို့လုပ်ရလဲဆိုတော့အဲ့တွန်းဆန်အဲ့ဘက်မှာဆိုအဓိကပြတော့ miniature award တွေပြအများ miniature award တွေကကျတော့ကျောင်းသားတွေကကျတော့ miniature နဲ့ပတ်သက်တဲ့ base တွေလုပ်တယ် Alibaba ဘက်ကကြောက်ဒီအယုတ်တွေကို sporting ပေးရပေါ့နော်ဟုတ်အဲ့အရာတွေကဘယ်လိုမျိုးအဲ့ချိန်မှာကျွန်တော်တို့ဘယ်လိုမျိုးအထောက်အကူဘယ်လိုမျိုးဖြစ်စီရဲဆိုတော့ကျွန်တော်အရင်တော့ကျတော့ Doodle Studio ဆိုရဲကျွန်တော်ရဲ့ studio တစ်ခုနဲ့အဲ့လိုမျိုး exhibition တွေပဲကျွန်တော်အဓိက organize လုပ်ခူတာပေါ့နော်ဒါပေမဲ့အဲ့ပွဲလုပ်တဲ့ခါမှာအဲ့ကျွမ်းစာ event တစ်ခုလုံးကျွန်တော်နဲ့တခြား team member အဲ့ရှိတယ်အဲ့အရာနဲ့အကုန်ပေါင်းပြီးတော့အဲ့လို organize ကောင်းကောင်းလုပ်ခဲ့ပေါ့နော်အဲ့လို organize တကယ်အဲ့လို event main event တစ်ခုကိုကျွန်တော် organize လုပ်ခဲ့ရတဲ့အတွက်ကြောင့်အဲ့ရနေပြီးတော့အတွေ့အကြုံတွေလည်းအများကြီးရခဲ့ပါတယ်ပြီးတော့အဲ့မှာကျွန်တော်ရဲ့ကိုယ်ပိုင် project လိုမျိုးတစ်ခုတော့ပါခဲ့ပေါ့နော်အဲ့ဒါကကျတော့mural art တစ်ခုပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုယ်ပိုင် project ဆိုပေမဲ့လည်းကျွန်တော်တယောက်တည်းလုပ်တာတော့မဟုတ်ဘူးတခြားကျောင်းသားတွေရောတခြားဆရာတွေရောအကုန်လုံးပေါင်းပြီးတော့အဲ့လိုမျိုးmural တစ်ခုဆွဲခဲ့တယ်ပေါ့နော်အဲ့ပွဲမှာ showcase ပြဖို့ဆိုပြီးတော့အဲ့မှာဆိုရင် mural က twice a event ဆိုတဲ့ thing တစ်ခုမှာ twice a ဆိုတဲ့ thing တစ်ခုအောက်ကနေပြီးတော့အဲ့လိုမျိုးenemy နဲ့ပတ်သက်တဲ့ character တွေပြီးတော့ game character တွေအကုန်လုံး doodling လို့ပြောအကုန်ရောပြီးတော့ mural အဲ့တစ်ခုဖန်တီးဖြစ်ခဲ့ပေါ့အဲ့ဒါကကျတော့ volume 1မှာပေါ့နော်အဲ့ဒါကြီးကဂျားထဲမှာကျောင်းတခြားကျွန်တော် batch edit တွေကရောက်လာပြီးတော့နောက်ထပ် volume 2လုပ်တဲ့ခါမှာဆိုလည်းအဲ့လိုမျိုး mural art ကြီးပဲကျွန်တော်တို့နောက်ထပ်အများကြီးကျွန်တော်တို့နောက်ထပ် volume 2မှာဆက်ပြီးတော့ပြခဲ့တာမျိုးတွေရှိပါတယ်ပြီးတော့ကျွန်တော်အခုကျွန်တော်လက်ရှိလုပ်နေရတာကျွန်တော်ကအဲ့လိုမျိုးact နဲ့ပတ်သက်တဲ့ project တွေလည်းကျွန်တော်အခုကင်နေရမျိုးတွေရှိပေါ့နော်ပြီးတော့ကျောင်းမှာလည်းကျွန်တော်ကတင်းမအနေနဲ့ပြန်ပြီးတော့လုပ်နေပါတယ်လုပ်နေတဲ့အထက်မှာဆိုလည်းကျွန်တော်ကျောင်းအတွက်အဓိက project တွေကိုကျွန်တော်ကင်ပေးရရော project တွေကိုကျွန်တော် like ပေးအပိုင်းတွေရော project တွေအဲ့လိုမျိုး organize လုပ်ရတဲ့အပိုင်းတွေကိုကျွန်တော်အဓိကလုပ်ပေးနေရမျိုးတွေရှိပါတယ်ဟုတ်ပြီးတော့ကျွန်တော်အပြင်မှာကျွန်တော်အဓိကလုပ်ဖြစ်တာကျွန်တော် freelance အနေနဲ့လုပ်တာကကျွန်တော်ဒီဘက် local clothing brand တွေအတွက်ကျွန်တော် clothing design တွေဆွဲပေးနေတာမျိုးရှိပေါ့အဓိကကျွန်တော်ဆွဲပေးအများဆုံးဆွဲပေးဖြစ်တဲ့ brand ကကျတော့အဲ့လိုမျိုးအလယ်အလိုင်းမှာကျွန်တော်အဓိက clothing နေ design နဲ့အဓိကထားပြီးဆွဲပေးနေပါတယ်ပြီးတော့တခြား OPPO တို့ပြီးတော့တခြားအဲ့လိုမျိုး ASEAN Youth Organization တွေအဲ့လို organization တွေနဲ့လည်းကျွန်တော် activity တွေရော workshop တွေရောကျွန်တော်တူလုပ်ခဲ့ရတယ်ရောလုပ်ဖို့နောက်ထပ်လုပ်မဲ့ဟာတွေ plan နေရမျိုးတွေလည်းရှိပါတယ်ဟုတ်ပြီးတော့ကျွန်တော်လုပ်နေတဲ့နောက်ထပ် app project တွေကကျတော့ဒီ mural art ကြီးကျွန်တော်ဆွဲနေရရှိတယ် mural art တွေကျွန်တော်အဲ့လိုမျိုးအခုလက်ရှိဆွဲပေးနေရမျိုးတွေရှိတယ်ပေါ့နော်ပြီးတော့တခြားအဲ့လိုမျိုး workshop ကျွန်တော်အဓိက workshop တွေလုပ်ပေးဖြစ်တာ activity တွေလုပ်ပေးရရင်များပေါ့နော်ပြီးအဓိကတော့အဲ့နဲ့ပတ်သက်တဲ့အပိုင်းမှာကျွန်တော်အဲ့အနေလုပ်ဖြစ်เนาะပြီးတော့ကျွန်တော်အဓိကကျွန်တော်ရဲ့ artist type တွေကကျတော့ multi visual artist ပေါ့နော်ကျွန်တော်တစ်ခုလေးလုပ်တာမျိုးမဟုတ်ဘူးเนาะအရှိမဆိုကျွန်တော်လုပ်ခဲ့တဲ့ project တွေဆိုရင်အဲ့လိုမျိုးပုံဆွဲရမျိုးကြီးပဲမဟုတ်ပဲအဲ့လိုမျိုး string art တွေရှိတယ် string art ကကျကြိုးရည်နဲ့ကျွန်တော်ပကြီးကတခါလုပ်ခဲ့ဖို့ကရှိတယ်ပြီးတော့mural တွေဆွဲရည်ပြီးတော့အဲ့လိုမျိုးဖနက်ပုံမှာဆွဲရလေ clothing design တွေပြီးတော့အဲ့လိုမျိုး clothing design မှာကျွန်တော်ကအဲ့လို pattern တွေပေါ်ပြီးတော့ကိုယ်ပိုင်အင်ဂျီချုပ်တဲ့ဟာမျိုးတွေကျွန်တော် project တစ်ခုအနေနဲ့လုပ်ထားမျိုးတွေရှိပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော် technology အပိုင်းကနေလာတဲ့လူပေါ့နော်app ကနေရောလာတော့မဟုတ်ဒါပေမဲ့အဲ့လိုမျိုး technology အပိုင်းကလာတဲ့လူဆိုကျွန်တော်ဘာလို့ဖြစ်လဲဆိုတော့ website design တွေရောပြီးတော့ website design မှာ website design ပဲမဟုတ်ပဲねကျွန်တော်အနောက်က brand နဲ့ backend အပိုင်းတွေပါကျွန်တော်အနေငယ်လုပ်ပေးနေရလို့ရှိပါတော့ backend ကကြောက်ကျွန်တော် code တွေနေလောက်ရတဲ့ကြောင့်အရင် professionally ကြအရင် join တဲ့အပိုင်းတော့မဟုတ်ဒါပေမဲ့ကျွန်တော်လုပ်တတ်တယ်ပေါ့နော်အဲကျတော့ဒီဘက် international က website တခုကိုကျွန်တော်ဂိုင်ပေးနေရမျိုးတွေရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီ
AR project တွေပေါ့နော် AR project တွေကကျတော့ဒီလိုမျိုး clothing design တွေမှာမဟုတ်ပဲねဒီလိုမျိုး AR filter TikTok filter တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်လုပ်ပေးတဲ့ brand လုပ်ပေးဖြစ်ခဲ့တဲ့ brand တွေရှိပေါ့ဥပမာဘယ် brand တွေရှိမလဲဆိုတော့ Yoma တို့ပြီးတော့ Tupo တို့ပြီးတော့ Alibaba တို့ Extra Shoe တို့အဲ့ဒီအတွက်လည်းကျွန်တော်အဲ့လိုမျိုးသူတို့အကြောင်းနဲ့ချိန်ပြီးတော့အဲ့လိုမျိုး AR တွေ project တွေကျွန်တော်လုပ်ပေးနေရမျိုးတွေရှိပါတယ်နောက်လာမယ့်ဒီ MCTC မြန်မာ Creative Technology College ကိုလာတက်မဲ့ကျောင်းသားတွေပေါ့နော်ကျောင်းသားအသစ်ပေါ့အဲ့ဒါကိုကျွန်တော်အကြံဉာဏ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ကတော့ကျောင်းကိုလာမတက်ခင်ပေါ့နော်အဲ့အချိန်မှာကိုအရင်မေးခွန်းတစ်ခုမေးကြည့်ပေါ့ဒီအဲ့နဲ့ပတ်သက်ပြီးတော့ career တစ်ခုအနေနဲ့သွားမှာသိကြပြီလားဟိုဒါကိုကိုယ်တိုင်လုပ်ဖို့ယုံကြည်ချက်ရှိပြီလားအဲ့လိုမျိုးနှစ်ခုတေချာစဉ်းစားပြီးွားတဲ့ခါကျရင်တော့ဒီမြန်မာ Creative Technology College ကိုလာတက်ဖို့ကျွန်တော်ကတော့အကြံဉာဏ်ပေးချင်ပါအဓိကတော့ကျွန်တော်ခုနပြောခဲ့သလိုပဲ level 3မှာတင်ကျွန်တော်တို့ကအပြင် career တခုလုပ်တဲ့ခါမှာစင်ပြီးစေတဲ့ skill set တွေကိုကျွန်တော်သင်ခဲ့ရပါကျွန်တော်ကိုယ်တိုင်လည်း A2 ကရခဲ့တဲ့ဟာတွေနဲ့ပတ်သက် A2 ကသင်ခဲ့တဲ့ဟာတွေနဲ့ပဲကျွန်တော်အထောက်အကူလုပ်ပြီးတော့ဒီတောက်လျှောက်အခု project တွေတောက်လျှောက်လုပ်နေတာဆိုတော့ဒီ MCTC က Art Design Course ကိုလာတက်ဖို့ကျွန်တော်တော့အကြံဉာဏ်ပေးချင်ပါတယ်ဟုတ်အဓိကတော့ကိုရိုင်းလှုပ်ချင်တဲ့စံနှာရှိတယ်ကိုရိုင်းတက်ချင်တဲ့အကြောင်းဆိုရင်တော့လာတက်ဖို့ကျွန်တော်ကတော့အကြံဉာဏ်ပေးချင်ပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်